မင်္ဂလာပါကလေးတို့ရေဦးတို့ရဲ့ပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခိုကလေးနဲ့ပေးရစိတ်ဆိုတဲ့ပုံမြင်လေးအကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပုံမြင်လေးမစခင်ဦးတို့ရဲ့ channel ကို follow လုပ်ပေးသွားအောင်နော်ဟိုးရှိတုန်းကတာလာတဲ့စမ်းကြောင်းလေးတစ်ခုရဲ့ဘေးမှာတစ်ပင်ကြီးတစ်ပင်ရှိပါတယ်အဲ့ဒီတစ်ပင်ပေါ်မှာဖြူစင်တဲ့ခိုကလေးတစ်ကောင်နေထိုင်တာပေါ့ဒီနေ့မှာတော့ပေးရစိတ်လေးတစ်ကောင်ဟာစမ်းကြောင်းဘေးမှာရေစင်းတောက်ရင်အရှိန်လွန်ပြီးရေထဲကိုပြုတ်ကျသွားပါတယ်ရေစီးကတန်းနေတာကြောင့်ပြည့်စိတ်လေးဟာရေနစ်တော့မယ့်ချိန်ကိုရောက်သွားပါလေ။ခေကြပါဦးလို့သူကတူတိုးလေးအော်နေရှာတယ်။ဒါကိုတစ်ပင်ပေါ်ကမြင်လိုက်ရတဲ့ခိုလေးဟာပြည့်စိတ်လေးကိုတနာသွားပါလေ။သူကချက်ချင်းပဲတည့်ရကိုနှုတ်သီးနဲ့ဆဲပြီးပြည့်စိတ်လေးရဲ့နားကိုချပေးလိုက်တယ်။ပြည့်စိတ်လေးဟာအဲ့ဒီတည့်ရပေါ်ကိုတက်လိုက်ပြီးကုန်းပေါ်ကိုဘေးကင်းနဲ့ပြန်ရောက်သွားပါတော့တယ်။ပြည့်စိတ်လေးကခိုကလေးကိုကျေးဇူးအများကြီးတင်ပါတယ်တကယ်ချင်းမင်းရဲ့ကျေးဇူးကိုငါတနေ့ပြန်ဆက်ပါမယ်လို့ကတိပေးလိုက်တယ်။ရန်နေငယ်ကြတဲ့အခါတောထဲမှာမုတ်ဆိုးတယောက်ရောက်လာပါလေ။မုတ်ဆိုးဟာတစ်ပင်ပေါ်မှာအေးအေးဆေးဆေးနားနေတဲ့ခိုလေးကိုတွေ့သွားပြီးသူ့ရဲ့လေးနဲ့များကိုအသာအရာပြင်လိုက်ပါလေ။ခိုကလေးကတော့သူ့ကိုရန်ရှာတော့မဲ့မုတ်ဆိုးကိုမသိရှာပါဘူး။ဒါကိုမြေပြင်ပေါ်မှာရှိတဲ့ပြဲစိတ်လေးကမြင်သွားပါလေ။နောက်တကယ်ချင်းခိုကလေးအနေရှိနေပြီးအာကယ်မဖြစ်မယ်လို့တွေးပြီးမုတ်ဆိုးစီကိုအပြေးသွားပါတော့တယ်။မုတ်ဆိုးကခိုကလေးကိုပြစ်ဖို့မြောက်ကိုလွတ်လိုက်မဲ့ချိန်မှာပဲပြည့်စိတ်လေးကမုတ်ဆိုးရဲ့ခြေပနောက်ကိုအားနဲ့ဖိခနဲကိုက်လိုက်ပါတယ်။အားလို့မုတ်ဆိုးကအော်လိုက်ရပြီးလက်ကတုံသွားတဲ့အတွက်ပြစ်လိုက်တဲ့မြားခိုကလေးကိုမထီပဲလွဲသွားပါလေ။အတန်ကြားလိုက်တဲ့ခိုကလေးကအန်ရီကိုတတိထားပြီးတောင်ပံဖက်ကအမြန်ပြန်သွားပါတော့တယ်။နောက်ဆုံးမှာတော့သိငယ်တဲ့ပြည့်စိတ်လေးဟာသူ့အသက်ကိုကယ်ခဲ့တဲ့ခိုလေးရဲ့ကြီးစုကိုအောင်မြင်ပြန်ဆက်နိုင်ခဲ့ပါတယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ပုံမြင်လေးရဲ့ပေးတဲ့သင်ခန်းစာကတော့ကိုယ့်ဘောကူညီခဲ့ဘူးသူကိုအခွင့်အကြုံတဲ့အခါပြန်လည်ကူညီရမယ်ဆိုတာပါပဲ။အကောင့်သေးပေမဲ့လည်းကြီးမားတဲ့အနေကနေကယ်တင်နိုင်စွမ်းရှိပါလေ။ကိုကလေးက PSC ကိုကယ်ခဲ့လို့သူကိုယ်တိုင်လည်းပြန်လည်လွတ်မြောက်ခဲ့တာပဲဖြစ်ပါလေ။ကလေးတို့ရောဒီပုံမြင်လေးကနေဘာသင်ခန်းစာလေးတွေရကြလဲ။နောက်ထပ်အပိုင်းမှာစိတ်ဝင်စားစရာပုံမြင်လေးတွေနဲ့ပြန်တွေ့ကြမယ်တတား